69ကနန်းရဲ့နောက်ွယ်ကစိတ်ပညာလှည့်ကွက်မိတ်ဆွေတို့အနေနဲ့ဈေးဝယ်စင်တာတွေဒါမှမဟုတ် online ကနေပစ္စည်းတွေမှာတဲ့အခါမှာဈေးနှုန်းတွေက9000လို့မပြပဲ4999ကျပ်ဆိုပြီးတော့ဘာလို့ပြထားတတ်တာလဲဒီလိုပြထားမိတာရောသတိထားမိရလားဗျတစ်ချက်ပဲကွာတာကိုဘာလို့ဒီလိုရေးထားကြတာလဲဒါဟာတာမန်ဈေးနှုန်းသတ်မှတ်တာမဟုတ်ပဲတင်းအောင်နှောင်းကိုလှည့်စားတဲ့စိတ်ပညာလှည့်ကွက်တစ်ခုပါဒါကိုစိတ်ပညာမှာ live digit effect လို့ခေါ်ပါတယ်လူတွေရဲ့အုံနှောင်းကစာဖတ်တဲ့အခါဘယ်ဘက်ကနေညာဘက်ကိုဖတ်တာကြောင့်ပထမအဆုံးတွေးတဲ့ကဏ္ဍကိုပဲအာရုံစိုက်မိတတ်ကြပါတယ်ဥပမာ4999ကျပ်လို့မြင်လိုက်တဲ့အခါမှာကျွန်တော်တို့အုံနှောင်းကဒါက4000ကျော်ပဲလို့သတ်မှတ်လိုက်ပါတယ်တကယ်တော့9000ကျပ်နဲ့တစ်ချက်ပဲကွာတာပါလေးနဲ့စတာမို့လို့ပိုတန်တယ်လို့ခံစားစေရတာပါဒါကို champ pricing လို့လည်းခေါ်ပါတယ်ကိုကနန်းနဲ့စားတဲ့ဈေးနှုန်းတွေကပစ္စည်းတစ်ခုကိုဈေးချော့ပေးထားသလိုမျိုးခံစားစေတတ်ပြီးတော့ဝယ်တဲ့သူကိုဆုံးဖြတ်ချက်မြန်မြန်ချစေမိပါတယ်သူ့ရည်သနာတွေရလဲတူညီတဲ့ပစ္စည်းတစ်ခုကိုဈေးနှုန်း30နဲ့ရောင်းတာထက်29နဲ့ရောင်းတာကရောင်းအား30ရာခိုင်နှုန်းလောက်ပိုတက်လာတာကိုတွေ့ရပါတယ်ဒါကြောင့်နောက်တစ်ခါဈေးဝယ်တဲ့အခါကိုနဲ့ဆုံးတဲ့ဈေးနှုန်းတွေတွေ့ရင်ဒါဟာတကယ်ပဲတန်လို့လားဒါမှမဟုတ်ကို့အောင်နှောင်းကိုလှည့်စားသွားသလားဆိုတာသေချာစဉ်းစားကြည့်ကြပါဗျအခုလိုစိတ်ဝင်စားစရာစိတ်ပညာအကြောင်းတွေကိုသိရဖို့ကျွန်တော်တို့ channel ကိုလည်း follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်